အားလုံးပဲမင်္ဂလာပါဖေးခါကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတင်ဆက်ပေးမယ့်မန်ဝါလေးကတော့ဟွာတောင်ကားရင်ပါရမီရှင်ဖန်တန်ဓာရမဆိုတဲ့မန်ဝါလေးပဲဖြစ်ပါတယ်မန်ဝါလေးကိုကြိုင်နေရင်ကျွန်တော်ရဲ့ channel ကို like and subscribe နဲ့ကူညီအားပေးခဲ့လို့ရပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်အောင် chapter မှာတောင်ဝန်တကုန်းကိုတွေ့မြင်ရပြီးတော့ဖုန်းလေးလည်းထားနေတာအဖိုးကြီးတူးနဲ့လူငယ်တူးကတိုက်ခိုက်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်တိုက်ခိုက်နေနေပဲအဖိုးကြီးကကောင်းလေးငါလေးကိုအံ့ဩမိပါတယ်ဒီလောက်ပြင်းထန်တဲ့တရားရည်နဲ့မင်းစပီးတိုက်ခိုက်နိုင်သေးတာမင်းရဲ့စိတ်အားထက်သန်မှုကမင်းရဲ့ဖန်တန်ဓာရမဆိုတဲ့နာမည်နဲ့လိုက်ဖက်ပါတယ်ငါခုတွေးမိတာကမင်းတီဝင်နေတဲ့ဖန်တန်ဓာရင်းကလည်းအံ့ဩစရာကောင်းတယ်ဆိုတာပဲပြောပြီးတော့ဖိုးကြီးကကောင်းလေးကိုအနောက်လိုတွန်းထုတ်လိုက်ပါတယ်ဒီအချိန်မှာမင်းရဲ့အတွေ့အစားကိုတုံးလို့ရနိုင်မှာတော့မဟုတ်ဘူးဘင်းလှုပ်ရှားနိုင်တာတော့တော်တော်အံ့ဩစရာကောင်းနေပြီဆိုပြီးအဖိုးကြီးကလက်မှာအော်ရာတွေဆုလိုက်ပါတယ်ဆက်ပြီးတော့အဖိုးကြီးကမမင်းတို့ထောက်ရအိစတ်ပေါင်းလုပ်ပြီးမယ်ဆိုပြီးတိုက်ကွက်တစ်ကွက်ကိုဝက်တင်ပြနေတာကိုတွေ့ရမှာပါဟာဆိုတဲ့တန်တဲ့သူအဖိုးကြီးကလက်မှာအော်ရာတွေဆုလိုက်ပြီးတော့တားချက်တွေကိုကောင်းလေးစီခေါ်ပိုင်းလိုက်ကြကိုတွေ့မြင်ရတာကောင်းလေးကတားချက်တွေကိုအတဲတန်ကောက်ပြီးမဲ့လေအဖိုးကြီးကတူရှိကိုရုတ်ရရောက်လာကတူပိုက်ကိုအပြပြင်းကန်လိုက်ပါတယ်ကန်လိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့ရဲ့ MC ကအနောက်ကိုလွင့်သွားကအဖိုးကြီးကဒီလောက်နဲ့မရက်ပဲလက်မှာ aura စုပြီး target ကိုအတင်ပြနေတော့မှာပဲရုပ်တရက်ကျွန်တော်ရဲ့ MC ခြေထောက်ကဖိုးကြီးရဲ့ aura စုနေတဲ့လက်ကိုကန်လိုက်တဲ့အချိန်ကြောင့်ဒါကဒီပေါ်တွင်သွားကကျွန်တော်ရဲ့ MC ကဒီကွင်းကြီးကိုအမိရယူပြီးဖိုးကြီးကိုတားနဲ့ထိုးလိုက်ကဖိုးကြီးကလည်းကတ်တီလေးရှောင်းလိုက်ချိန်မှပဲမျက်ခွက်ကိုတစ်ချက်ထိုးကန်လိုက်ရပါတယ် MC ထိုးလိုက်တဲ့အချိန်ကြောင့်ဖိုးကြီးကလည်းအနောက်ကိုလွင့်သွားပြီးတော့ကောင်းလေးငါမင်းကိုအချိန်ထားလို့မဖြစ်တော့ဘူးဆိုပြီးလက်မှာ aura စုလိုက်ရိုက်ချလိုက်ပြီးမှလည်းကောင်းလေးကရုတ်တရက်ပျောက်သွားကဖိုးကြီးရဲ့အပေါ်မှာပြန်ပေါ်လာပြီးတော့အဖိုးကြီးကိုဓာတ်ချက်တစ်ချက်နဲ့အဆုံးသတ်လိုက်ပါတယ်နောက်တစ်ခါမှလူတစ်ယောက်ကကျွန်တော်တို့ရဲ့ MC ကိုဖမ်းနိုင်တာမှမင်းနဲ့ဆိုကြီးကိုတက်လိုက်ကြလားဆိုပြီးမင်းကကျွန်တော်တို့ရဲ့ MC ကလည်းတူတီသွားပြီးဆိုတမိုင်းထဲမှာရှမ်းရှိလူတက်ပွဲအနေနဲ့မတ်တက်နေငင်ရမယ်ဒီတွေးထက်တရုံဖြစ်စင်နဲ့ပြီးသွားပြီဆိုပြီးပြောနေပါတယ်ဒီနေရာမှာခြားပြပြောချင်တာတခုကရှမ်းရှိလူတက်ပွဲဆိုတော့1900ခုနှစ်ဇူလိုင်လ9ရက်နေ့မှာပေါစာပုံကမှုအတွင်းကျောင်းနိုင်ငံရှမ်းရှိပြည်နယ်ကတာယွမ်လူမျိုးတုံး display မှုကိုဆိုလိုတာပါချက်စားကိုပြန်ဆက်ရရင်တော့ကျွန်တော်တို့ရဲ့ MC ကတားပေါက်တွေပဲအမောင်ညာနေဗိမာန်တို့ခေါ်ကြတဲ့လူတွေယူတရက်ပေါ်လာပြီး3ရက်အတွင်းအတေစားကိုင်းပေါင်းတာစင်ကျော်ကိုတိုက်ခိုက်ခဲ့တယ်။ဒါကြောင့်လေကိုင်းကြီးတစ်ခုရဲ့မဟာမိတ်ဖွဲ့မှုကိုကဘာကမြင်ခဲ့ရတာပေါ့ဆိုပြီးကျွန်တော်ရဲ့ MC ကဘေးကလူကိုပြောနေကအဲ့ဒီချိန်မှာပဲရုတ်တရက်ဘေးကလူကဒိုက်ကိုဟွန်းငါတို့ကိုပိုင်ထားတိုင်းချင်းဖန်တီးပြီးတဲ့နောက်မှာငါတို့တယောက်နဲ့တယောက်ဆွမ်းပြိုင်မှုခရီးပေးကြတယ်။ကြည့်ရတာငါဒီခရီးဝတီနိုင်တော့ဦးထင်နေဆိုပြီးကျွန်တော်ရဲ့ MC ကိုပြောနေကကျွန်တော်ရဲ့ MC ကဘေးကလူကိုဒီချိန်မှာမင်းတီတော့မယ်ဆိုပြီးဒီကြောင်းနဲ့ပဲစဉ်းစားနေတာဆိုပြီးပြန်မေးလိုက်ပါတယ်။ဘေးကလူကလည်းဟုတ်တယ်ငါတို့ဘွားတစ်ခုလုံးဒါတိုင်းနေဖန်တီးကိုမြုံနိုင်ခဲ့ကြတယ်ငါတို့တွေမရေမတွန်းနိုင်တဲ့တွေ့ကောင်းနေနဲ့တစ်ခိုက်ခဲ့ပြီးဒါတိုင်းမျိုးစုံကိုမြင်ခဲ့ရပေမဲ့မင်းတို့ကတ်ခဲ့ပြီးဆူချတဲ့ဒါတက်ကိုတော့မမြင်ဘူးလေမင်းရဲ့ဒါတိုင်းပေါ်အာယုံဆူဆိုင်မှုကခြားတို့တွေထက်ကိုတောင်းလွန်နေအဲ့ဒါကြောင့်ငါမင်းတစ်ခုတောင်းဆိုချင်တယ်ဆိုပြီးကျွန်တော်တို့ရဲ့ MC ကိုပြောနေကကျွန်တော်တို့ရဲ့ MC ကဘာဆိုပြီးကြောင်နေတော့မှာပဲကျေးဇူးပြုပြီးငါတပည့်မောက်ခွာတက်ဖွဲ့ကိုယူဆက်ပြီးပါကျွန်တော်တို့ရဲ့ MC ကလည်းနည်းနည်းတော့ကြောင်သွားကရုတ်တရက်ဘေးကလူကိုဘာမိသွားပြီလားငါဘယ်လိုလဲဆိုတော့မိသွားပြီထင်တယ်ဟွာတက်ဖွဲ့ကိုဂိုင်းတူတက်ဖွဲ့ရဲ့အထိပညာအရှိဆုံးဆိုတဲ့ဒါဓမ္မကငါ့ကိုယူဆိုင်ဖို့တောင်းဆိုနေရလားဘာတွေဖြစ်ကုန်ပြီလဲဆိုပြီးဘေးကလူကိုပြောနေကအဲ့ဒီချိန်မှာပဲဘေးကလူက MC ရဲ့လက်ဘက်ကိုပတိတစ်ခုတင်လိုက်ပြီးဒီပတိဒါကမောက်ခွာတက်ဖွဲ့ရဲ့အမွေနဲ့ပဲတက်ဖွဲ့ကောင်းဆောင်ကိုကြီးစုပ်ပြီးပေးပါဆိုပြီးကျွန်တော်ရဲ့ MC ကိုပြောလိုက်ပါတယ်ကျွန်တော်ရဲ့ MC ကရုတ်တရက်တော်ရထွက်တဲ့ဌာနဲ့မင်းဆိုပြီးဘေးကလူကိုအကဲခတ်ကြည့်လိုက်ပါတယ်ဒါပေမဲ့ဘေးကလူကအတီပြောနေမှတီးသွားတော့သူ့ဘက်ဟာပဲအလျှော့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ရဲ့ MC ကငါကိုယ်တိုင်နဲ့တီးတော့မဲ့အချိန်နီးပြီဆိုတာမင်းတီးပါတယ်နော်ငါ့ကိုတောင်းဆိုတာတွေနည်းနည်းများနေပြီမထင်ဘူးလားဆိုပြီးဘေးကလူကိုပြောနေကဘေးကလူကလည်းငါတို့နှစ်ယောက်တယောက်အတွက်တယောက်အကောင်းဆုံးတာမိတ်ဆွေတွေဖြစ်ခဲ့ကြတယ်ပြောတာလည်းရှက်ဖို့ကောင်းမှုနဲ့မင်းအများနဲ့ကျေးဇူးတင်နေမိပါဆိုပြီးနှစ်ယောက်စလုံးတန်ရာနေနဲ့နေဝင်ချိန်ကိုကြည့်နေကကျွန်တော်ရဲ့ MC ကလည်းဘေးကလူကိုမင်းတကယ်ငါ့ကိုကျေးဇူးတင်နေတာပေါ့မင်းကြောင့်ပဲငါရဲ့နောက်ဆုံးအချိန်လေးကိုအဲ့ဒီမှာကုန်ဆုံးရတော့မယ်ဆိုပြီးပြောနေတော့မှပဲခရမ်းရောင်လေးနဲ့တစ်ခုလင်းလာက MC တတိမထားမိတဲ့အချိန်မှာပဲ aura ဓာတ်ချက်တွေကဘေးကလူကိုအဆုံးသတ်လိုက်ကတွေးတွေမြေပြင်ပေါ်ပြန်ကျတော့တာကိုတွေးမြင်ရမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ MC ကတတိထားမိလာပြီးတော့ဘေးကလူကိုလဲကြည့်လိုက်ကဘေးကလူတီဆုံးရတဲ့မြင်ကွင်းကိုမြင်ပြီးရုတ်တရက်ကြောင်လာတဲ့အချိန်မှာပဲ MC ရဲ့ရှေ့မှာခုနကလိုခရမ်းရောင်လင်းတိုင်းပေါ်လာပြီးတော့လင်းတန်းကိုတခြားကြည့်လိုက်တဲ့အခါမှာ aura ဓာတ်ချက်တစ်ချက်ဖြစ်နေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်အဲ့ဒီ aura ဓာတ်ချက်က MCC ကိုအချိန်နဲ့လာနေက MC ကလုံးဝဒေါ်ရထော်ပြီးတော့အန်ချိလိုက်ပြီးရုတ်တရက်ဘေးကဓာတ်ကိုကောင်းရင်လိုက်က aura လေးစုပြီးအဲ့ဒါကိုဘလူးလို့လိုက်ကြလဲဆိုပြီးဓာတ်ကိုအာကုန်လွဲခေါ်လိုက်ပါတယ် MC ခေါ်လိုက်တဲ့ aura ဓာတ်ချက်တွေကရန်သူစီပြေးဝင်သွားပေမဲ့လည်းရန်သူကတူးစွမ်းအားနဲ့ဓာတ်ချက်တွေကိုအလဲလေးဖျက်ဆီးလိုက်တာကြောင့် MC ကဘာဆိုပြီးကြောင်လာက MC ကြောင်နေတော့မှပဲရန်သူကလက်မှာ aura လေးစုလိုက်ကကျုံးရဲ့ကောင်းကင်မှာအလင်းတန်းလေးလင်းလာတာကိုတွေ့မြင်ရပြီးတော့တကယ်တော့အဲ့ဒီကလေးနဲ့ကရန်သူပြလိုက်တဲ့ aura ပေါက်ကွဲမှုပဲဖြစ်ပါတယ်နောက်တစ်ခါမှာ MC ရနေတဲ့နေရာမှာမိခုံးဝင်းတွေထွက်နေတာကိုတွေ့မြင်ရပြီးတော့အဲ့ဒီနေရာမှာ MC ကတန်ရာတွေကြောင့်မတက်မရက်နိုင်ပဲဒူးတောင်တွေက MC ကစိတ်ထဲကနေမဖြစ်နိုင်တာဘာလို့လဲဘာလို့တယောက်ယောက်ကအဲ့လောက်တောင်အားကောင်းနေရတာလဲ
အနေရောင်ညာနေတော့ရဲ့အရှင်လားမဟုတ်ဘူးငါတို့တက်ပြီးသားသူ့အလောင်းကငါတထားတဲ့နေရာမှာပဲရှိနေသေးရဲ့သူကလေးဝက်တစ်ပဲတယောက်လားဒါမှမဟုတ်တကယ်အနေရောင်ညာနေတော့အစေးရဲ့အရှင်လားမဟုတ်ဘူးငါခံစားမိရဲ့သူကအနဲ့ရောင်ညာနေတော့ကြီးရဲ့အရှင်တက်အစမတန်းဘွားကောင်းနေဆိုတာငါညာနေတော့ကြီးရဲ့အရှင်နဲ့တိုက်ခိုက်ရင်းနဲ့အာနေတော့တာဖြစ်နိုင်တယ်ဒါပေမဲ့သူကမန်နန်တစ်ခုတည်းနဲ့ငါလည်းတစ်ခုလုံးကိုဖျက်ယူသွားတယ်ဆိုပြီးစီတီကနေပြောနေက MC ကဆက်ပြီးတော့တောင်းမှတ်ပါတယ်တကယ်ချင်းငါမင်းရဲ့အလောင်းမင်းရဲ့အထီးပြန်မြူပေးသွားနိုင်တော့ဘူးဆိုပြီးတော့ပြောနေကဒါပေမဲ့အနည်းဆုံးတော့ငါကတိကိုမဖျက်ဘူးဆိုပြီးတနေရာကိုအတဲတန်ပြေးသွားပြီးတော့ငါသူ့ရှုံပြီးကြောက်ကမ်းပါးနေကြရင်အသက်ရှင်မရှင်တော့မသိဘူးဒါပေမဲ့ညှော်လင့်ချက်ရှိမယ်ဆိုရင်ယုံကြည်ထားရမယ်ဆိုပြီးစိတ်ထဲကနေပြောရင်းနဲ့ကြောက်ကမ်းပါးကနေခွန်လိုက်ကငါခုထွက်ပြေးရမယ်မင်းတို့တော့ဘယ်တော့မှမင်းကမဟုတ်ဘူးဆိုပြီးအနောက်ကိုလှည့်ကြည့်ရင်းနဲ့စိတ်ထဲကနေပြောနေကနောက်တစ်ခါငါတို့ထပ်တွေ့တဲ့အချိန်မင်းရဲ့နောက်ဆုံးအချိန်ဖြစ်လိမ့်မယ်ဆိုပြီးပြောနေတဲ့အချိန်မှာပဲရန်သူရဲ့ aura ဓာတ်ချက်က MC ရဲ့ခါကိုနှစ်ပိုင်းပိုင်းလိုက်ပါတယ်မျက်စံတိကျလုံးနဲ့ရန်သူရဲ့ aura ဓာတ်ချက်ကြောင့် MC ရဲ့ခန္ဓာကိုယ်က MC မတိလိုက်ခင်မှာပဲဖြည်းဖြည်းချင်းကြောက်တဲ့ကိုကြားနေကတခြားချင်းရန်သူကလက်မ aura ဆိုပြီးသူ့ကိုပြစ်လိုက်တာမှန်းကိုတိတာတော့ပါတယ်MC ကမအေးပဲမင်းဟာတာတော့ပြီးကြီးမနေနဲ့ဆိုပြီးပြောက6တဲ့ကိုကြာသွားပြီးတော့တောင်းပန်ပါတယ်တောင်းပန်ပါတယ်တကယ်ချင်းငါဒီကလေးကိုမတင်နိုင်တော့ဘူးထင်နေဆိုပြီးစိတ်တရားနေပြောနေကအဲ့ဒီချိန်မှာပဲခုနက MC ရဲ့တကယ်ချင်းပေးရတဲ့ပတိကအယောင်လေးတောက်လာကရုတ်တရက်အဲ့ဒီရဲ့လေးယောင်နေက MC ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံတော့ပါတယ်အဲ့ဒီချိန်မှာပဲအတန်တန်ကနှလုံးခုန်တန်းဘာနှလုံးခုန်တန်းသူ့တက်ရှင်နေတည်တယ်ကောင်းရင်ကငါတို့ကိုကောင်းကြည့်ပေးလိုက်တာပဲဆိုပြီးပြောနေကအဲ့ဒီချိန်မှာပဲကျွန်တော်တို့ရဲ့ MC ကစိတ်ထဲကနေဘာလဲငါတက်ရှင်နေတည်ရလားဆိုပြီးပြောနေကဒီချိန်မှာခုနအတန်က MC ကိုအကြီးဆုံးတစ်ပည့်တော်ထားပါအောင်သူမျိုးလုံးတွေပွင့်လာပြီဆိုပြီးပြောနေကြကအဲ့ဒီချိန်မှာပဲခုနအတန်ကဖုန်ကြီးပဲချင်းအကြီးဆုံးတစ်ပည့်တတိရလာပြီဖုန်ကြီးပဲချင်းကလည်းဟုတ်လားမိုးကြီးကျေးဇူးပြုပြီးမင်းဒီမှာပဲနေပေးပါဆိုပြီးပြောနေကြပြီးတော့ကျွန်တော်တို့ရဲ့ MC ကလည်းဘာတွေဖြစ်နေမှန်းမသိတာကြောင့်တို့ကိုကြောင်ကြည့်နေပါတယ်အဲ့ဒီချိန်မှာဘယ်ချင်းကငါမင်းကိုစေးတော့စူးစမ်းခဲ့တယ်နောက်ကျတော့ပြီးလို့တော့ထင်ခဲ့တာကွာကောက်ခဲ့တဲ့မန်တွေကမင်းကိုကူညီခဲ့တာပဲရွမ်ရှိတီယန်ဆုံးဆိုပြီး MC ဝင်ပူးထားတဲ့ခန္ဓာကိုယ်ရဲ့နာမည်ကိုပြောလိုက်က MC ကအဲ့ဒီချိန်မှာပဲတူးရှိကလူကိုမှတ်မိသွားပြီးတော့ငါတူကိုတီးတယ်သူကမောက်ဟွာရဲ့အကြီးကဲဘယ်ချင်းပဲအဲ့ဒီချိန်မှာအကြီးကဲဘယ်ချင်းက MC ကိုငြိမ်နေမှုယူဆိုပြီးပြောလိုက်ရကြောင်း MC ကလည်းစိတ်ထဲကနေသူကဘာလို့ငါ့ကိုမှုယူလို့ခေါ်ရတာလဲဆိုပြီးပြန်မေးနေပါတယ်အဲ့ဒီချိန်မှာပဲ MC ကအဲ့နာမည်ကိုမှတ်မိသွားပြီးတော့ဒီနာမည်ကမောက်ဟွာကိုင်းရဲ့ဒုတိယမျိုးဆက်တပည့်တော်တွေကအကြီးကဲတူပဲခုနကတည်တော့ခဲ့တဲ့ငါမိတ်ဆွေခွန်ဂျိုရဲ့တပည့်မလားဆိုပြီးစိတ်ထဲကနေပြောနေကဒါပေမဲ့ဘာလို့အဖိုးကြီးပချင်းကငါ့ကိုတူးနာမည်နဲ့လက်ခေါ်နေရတာလဲဒီဖိုးကြီးစိတ်မနှံ့တော့ဘူးလားဆိုပြီးတော့စိတ်ထဲကနေပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ MC ကတူတီကန်ဒီဖြစ်တော့ကလက်ကပတိကအယောင်လေးတောက်လာတာကိုတတိယရပြီးတော့ခုနက MC ကိုပြောနေတဲ့အတန်မန်ရှင်ကခုနကအလင်းတန်းဆိုပြီးပြောနေက MC ကလည်းမိမပြောလိုက်ရလဲဆိုပြီးပြန်မင်းနေပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ MC ကတူဘာဖြစ်နေလဲဆိုတော့နားလေတော့ကဘေးကအတန်ပါရှင်ကအကြီးရန်ကြီးကိုခမိုင်းတန်ရရမချက်သေးဘူးအဲအကြောင်းစကားအများကြီးမပြောပါနဲ့ဆိုပြီး MC ကိုပြောနေကအဲ့ဒီအချိန်မှာကျွန်တော်ရဲ့ MC ကတူဘာဖြစ်နေလဲဆိုတာနားလေတော့တာကြောင့်ချီပဲဒါကဆိုပြီးပြောရင်းနဲ့ပဲ chapter 1နဲ့အဆုံးတက်တော့ပါတယ်